အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီမျိုးဟိုစာနှိပ်သက်စာပေါ့နော်နှိပ်သက်စာကိုစော့ပြပေးပါမယ်ရှင်ခုမှအတတ်ထက်တာပေါ့နော်အစိုးစကြပါမယ်ရှင်နောက်ထပ်ရောက်မှပဲပြတ်ပြုတ်ကြမယ်ပေါ့နော်အဲ့ဒါအပေါ်ကိုတော့ရမှာဖြစ်ပါတယ်ရှင်မတက်ခင်မှာ like and subscribe လုံးမလို့မမေ့ပါနဲ့ရှင်အစိုးစားကြပါမယ်ရှင်ခုနတော့စကားမပြောဖြစ်တာကဒီဖုန်းကအတန်ကအနောက်နေရပြောရတယ်ပေါ့နော်အဲ့ဒါလို့အနောက်နေရနောက်ပြီးမှပြန်ပြောမယ်နောက်မှပြန်ပြန်လို့ပြောပါတယ်ရှင်အဲ့ဒါဖုန်းကဥစားအတန်ထွက်တော့မသိဘူးပေါ့နော်အဲ့ဒါအတန်ထွက်တော့မသိပါဘူးပေါ့နော်အဖေတို့များပြောပြထားပါဦးရှင်ဆိုညမိုင်ပါဆိုတော့ဆက်စောကြမှာပေါ့နော်ခုနတော့ကအမေကခိုင်းလို့ပေါ့နော်အတန်မကြသူမီးကအတန်ပိတ်ထားတယ်ပေါ့နော်အတားကြလို့ပါโอเคအပြာရောက်သွားပြီဆိုတော့နံပါတ်က100ထိတော့ကျော်နေပြီပေါ့နော်စစ်ကစားမယ်ပေါ့နော်
သူလို့စားကတဲ့ရနဲ့ညမိုက်သွားတာတဲ့ရနဲ့မောလဲသွားအမျိုးရှိတယ်ပေါ့နော်ညနေရရှိပါရှင်အဲ့တော့စကစားပါမယ်ရှင်အောက်ကနေပြကြည့်ပြအဝေးနေပြီပေါ့နော်ခေါက်ဆဲလိုက်တော့မိုက်တယ်ပေါ့နော်မိုက်တယ်မဟုတ်ပါမိုက်တယ်ပေါ့နော်ဟိုပေါ်ရောက်ခါကြရင်အောက်ကိုခေါက်ဆဲပြမှာဖြစ်ပါတယ်ရှင့်အဲ့တော့စစ်ကစားမယ်ပေါ့နော်ခုနကတော့ပူကြလို့ဖြစ်တာပေါ့နော်အဲ့ဆိုအဝါနာလည်းရောက်နေပြီဆိုတော့နေရထိတော့ကြော်သွားပြီပေါ့နော်အဝါရောင်ရပ်ပါပြီရှင်အပေါ်ကနေပြအောက်ကိုပူကြသွားတာပေါ့နော်တခါပဲပြီးကစားပါမယ်ရှင်အဲ့ဒါဗီဒီယိုကတော့အပိုင်းတက်လို့ပဲမှတ်ထားပေးပေါ့နော်အပိုင်းလေးကိုဘယ်မျိုးဆက်သွမ်းမယ်ဆိုရင်လာကြည့်ပေးပါရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်သမီးလေးလည်းအားပေးကြပါရှင်နိုင်ရ subscribe လုပ်ပါရှင်ကြည့်ရှုပေးတဲ့လူလေးအမလေးအထော်လေးကျေးဇူးပါဘာလဲဆန်ညမြချက်တော့စတောက်ပေးပါတယ်ရှင်တိုင်းလေးအဲ့ဒီနေ့ဗီဒီယိုတော့တရပါပဲရှင်အားလုံးပဲ拜拜ပါရှင်